လုံးမဲ့ဆက်ရက်ကန်နဲ့ပတ်သက်ပြီးလုံးရကြအချိတ်တွေကိုဂျက်ကက်နီးပညာဖြင့်ဒီဇိုင်းအမျိုးမျိုးထုတ်လုပ်နိုင်စေရန်နဲ့ရက်ကန်နဲ့တမွေးပညာရပ်များပုံမဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်မဲကောင်ကင်းကပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်မှာမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမယ်စီမံချက်ဖြင့်အကောင့်ထဲပေါ်ဆောင်ရွက်ခဲ့တဲ့ Wavy and Vocational Sector Development Project ဖြင့်လုံးမဲ့ဆက်ရက်ကန်စဉ်တက်ဆင်ပြီးမြောက်ခြင်းအခမ်းအနားကိုစောင်းတားရက်ကန်နဲ့တမွေးပညာသိပ္ပံမှာကျင်းပခဲ့ကြောင်းသိရပါတယ်။တည်င်းပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ဆောင်းသားရက်ကန်းနဲ့အသက်မွေးပညာသိပ္ပံနဲ့ရက်ကန်းကျောင်းများမှာရှိတဲ့ဆရာဆရာမတွေကိုလွန်းမဲ့ဆက်ရက်ကန်းနဲ့ပတ်သက်တဲ့ဤပညာရပ်များလေးလာသင်ယူခွင့်ရရှိစေကလွင်းရကြအချိန်နဲ့ရဲလုံရတဲ့ခြေတယ်ပိုးတယ်တွေကိုဂျက်ကက်ဤပညာဖြင့်ဒီဇိုင်းအမျိုးမျိုးထုတ်လုပ်နိုင်စေရန်အတွက်တမဝါယာမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်မှာရှိတဲ့အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနဲ့အိန္ဒိယတန်ယုံတို့အကြားအိန္ဒိယနိုင်ငံရဲ့အကူအညီဖြင့်ဆောင်ရွက်တဲ့မဲကောင်ကင်းကပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် Wavy and Vocational Sector Development Project အစီအစဉ်မှလွမ်းမဲ့ဆက်ရက်ကန်ဆက်တက်စဉ်ပြီးမြောက်ပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်ဒီ project ကိုပေါ့နော်မနစ်ကနေပြီးတော့မှစပြီးတော့အကောင့်ထဲပေါ်ခဲ့ပါတယ်။အိန္ဒိယအစိုးရရဲ့အထောက်ပံ့နဲ့မဲကောင်ခင်းကစီစဉ်တဲ့ဂျကန်လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျမတို့ဒီ project ကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။ဆက်ဂျကန်နဲ့ပတ်သက်ပြီးတော့မှ Shutterless လုံးပေါ့နော်ဒါလွန်မဲ့ jacket hat ပေါ့နော် fully automatic ဖြစ်တဲ့အတွက် computerized ဖြစ်တဲ့တစ်နဲ့ design ကိုထည့်လိုက်တာနဲ့ design တစ်ခုကိုချိန်သွားလို့ရတယ်။ချိန်တို့အတွင်းမှာလည်း design ပြောင်းလို့လည်းရတယ်။ mass production လည်းများများလည်းထုတ်လို့ရပါတယ်။အနံလည်းကြီးတယ်ပေါ့နော်။အဲဒီရဲ့အားသာချက်တွေတော့ရှိပါတယ်လွမ်းမဲ့ဆက်ရက်ကန်နဲ့ဂျက်ကက်နီးပညာဖြင့်ဒီဇိုင်းမျိုးမျိုးကိုထုတ်လုပ်နိုင်မှာဖြစ်ကရက်ကန်နဲ့တန်မွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေဖို့စတဲ့ရည်ရွယ်ချက်တွေနဲ့ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရှိရပြီးလွမ်းမဲ့ဆက်ရက်ကန်ဖြင့်ထုတ်လုပ်နိုင်တဲ့အပိုင်းတွေကိုလည်းအခုလိုပဲပြောပြခဲ့ပါတယ်ဒီဆက်မှာအသုံးပြုရတာတော့တိုင်ကြီးကိုလေလုံးတစ်လုံးဒါမှမဟုတ်လေလုံးနှလုံးကိုအဆင်ပြေရကိုဒေသထွက်ကုန်နဲ့ကန့်ညီတဲ့ product ကိုထုတ်လို့လည်းရမယ်။ဖောက်ရောင်ကိုတော့ဆက်မှာအယောင်6ရောင်ထိရရှိတာဖြစ်ပါတယ်။ဆက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ခင်မီတဲ့ဒီဇိုင်းတိုင်းသားရိုးရအထည်ကစပြီးတော့လက်နဲ့လောက်ရတဲ့အထည်လေးကစပြီးတော့ရွက်လို့ရတယ်။တနာရီကိုကျွန်တော်တို့3ခိုင်နှုန်း8နာရီတစ်ချိန်ကို24ခိုင်ထိထွက်နိုင်ပါတယ်။ဒီမျိုးစားကတော့အနည်းဆုံးတော့280မှာဆိုတဲ့ကစပြီးတော့ဘိုလီတို့အချီတို့အဲ့ဒါမျိုးခံရကောင်းတဲ့ဟာတွေဆိုလို့ရှိရင်တီးထဲမကထွက်နှုံကောင်းတယ်ဆောင်းသားရကန်နဲ့အသက်မွေးပညာသိပ္ပံဟာမြမယူရာယဉ်ကျေးမှုအသက်မွေးဝမ်းကြောင်းရကန်ပညာရပ်တွေကိုသင်ကြားပေးနေတယ်မြန်မာနိုင်ငံရဲ့အထင်ကရပြရုပ်နေရာတစ်ခုလည်းဖြစ်တာကြောင့်ဒီစီမံကိန်းကနေခင်မီရကန်ဆက်ရဲ့ရကန်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းဆောင်ရွက်သွားနိုင်မှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်